audio ကတော့ရှင်းပါတယ်တို့တော့အတန်ပေါ့နော်အတန်ဆိုကိုရဲ့ sound ရှိလားဒါမှမဟုတ်ဒီထက်တူပေးထားတဲ့ sound effect ကလေးတွေရှိသလားနားဟောက်ကြည့်နော်ဒါဆိုတော့ဒါတွေကဟာတာစနဲ့ဟာတာပေါ့နော်ဟာတာအတန်လေးတွေထည့်လို့ရတယ်ပေါ့နော် sound တွေတရားဆိုဘာရှိလဲတူပေးထားတာလေးတော့ရှိရစိန်တုံးနဲ့မဝယ်ရတဲ့ခါလေးလိုက်မယ်နော်ဒီလုံးလေးနော်တို့ဒီမှာမျိုးစုံရှိတယ် record ကို record ပဲလုပ်မလား text to audio ပဲလုပ်မလား pro version ကြည့်အောင်ဒီကောင်က pro version ဖြစ်မလားမသိဘူးနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ video edit လုပ်လိုက်ဟုတ်ပြီကျွန်တော်ကဒါ video ဖြတ်မယ်ပေါ့နော်ဆွဲရှည်လို့လေရနော်ကိုတုံးထားတဲ့ဟာကိုလိုချင်တဲ့ဟာလေးပဲယူမယ်ဟိုလိုချင်တဲ့ဘိုင်းကိုယူမယ်ဆိုဒီလိုဆွဲတိုးလိုက်ရင်လည်းရတယ်နော်โอเคဒီမှာကျွန်တော်ဒီဟာလေးကိုဖြတ်မယ်အကောင့်လေးကို delete လုပ်လိုက်မယ်ဟုတ်ပြီကျွန်တော် overlay တွေကိုဖြတ်မယ်နော်ကျွန်တော် overlay မကြိုက်လို့ overlay ကိုနောက်မှကိုလိုတဲ့ခါပြန်ထည့်မယ်ရောစဲဟိုဒီမူရင်းရှိတဲ့ဟာကိုကျွန်တော်ဒီမှာဆိုရင်လွတ်သွားပြီနော်သူရဲ့ filter လွတ်သွားတော့အဲ့ကောင် filter ကိုဆွဲချလိုက်ဆွဲပြီးနောက်ကိုဆွဲလိုက်ပါနော်နောက်ကိုဆွဲလိုက်ပါမယ်ဟုတ်ပြီဒီမှာတချင်းဒီထိပဲရှိတယ်တချင်းကိုလည်းဖြတ်လိုက်မယ်ဒါဗီဒီယိုပါတဲ့လောက်ပဲပေါ့နော်ဟုတ်ပြီနောက်ကဖြတ်ထုတ်လိုက်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာဒီတစ်ခုနဲ့ထိကြပါနော်တစ်ခုနဲ့ထိကြမဖြစ်ဘူးဖြစ်နေတယ်အဲ့ဒါကိုဆိုရအောင် transition လေးတောင်းမယ်အဲ့ဂျားလေးကိုလာနှိပ်လိုက်ရဒီဗီဒီယိုတစ်ခုနဲ့တစ်ခုဒီမှာဖြတ်ထားတယ်အဆက်ကလေးအဲ့အဆက်ကလေးနှိပ်လိုက်ရဖြူစက်လေးပေါ့နော်ဒါမှကိုကဘလိုလေးရွှေ့ကျင်လဲပေါ့နော်ဘလိုလေးပြောင်းကျင်လဲပေါ့နော် transition ဒါဆိုစမှုဖြစ်သွားပြီအဲ့လိုပြောင်းတာကြိုက်တယ်ဆိုရင်အခုအဆင်ပြေတယ်လို့ပေါ့နော်ဟုတ်ပြီဘယ်လိုလေးပြောင်းရမလဲဆိုတော့ဟုတ်ပြီဒါလေးပါလေးမကြိုက်ဘူးဟုတ်ပြီလာတယ်โอเคပါ position လေးကိုအဆင်ပြေလို့လေးပြောင်းလို့ရနော်ဟုတ်ပြီလောဆိုအားရောနော်